ဖုံအနေနဲ့ရောလူမဟုတ်ပဲတခြားဘုံကပုံကူများကိုမြင်မှုပါသလားဥမာနတ်တို့ဝိညာဉ်တို့အရှင်ဖျားဖုံအနေနဲ့တဘာဝလွန်ဖြစ်ရများရောကြုံမှုပါသလားဘာတွေများကြုံတွေ့မြင်ခဲ့မှုပါလဲရှင်ဖျားဝိညာဉ်ဆိုတာတစေတရေကိုပြောတာထမရဲ့တင်ပါဗျာဘုံငယ်ငယ်လေးတုန်းကဒါ6နှစ်အရွယ်လောက်တုန်းက6နှစ်9နှစ်အရွယ်လောက်တုန်းကတစေ6ခါရတယ်လို့ပြောမှာပေါ့နော်တင်ပါဗျာသေသွားတဲ့ဒီကမကြီးကဆွေမျိုးမကဲမှာဘူးအဲ့နာမှာသူအိမ်နာမှာသူသေသွားတာတလားလောက်ပဲရှိသေးတယ်တင်ပါဗျာသူအိမ်ဟိုနာမှာလည်းမကြီးပြင်းကြီးရှိတယ်တင်ပါဗျာညနေမိုးမချုပ်ခင်ဖုံအကိုတယောက်နဲ့အဲ့ဒီအိမ်နာရောက်သွားတော့အကိုကအဲ့ဒီအိမ်ပေါ်တက်သွားတော့ဖုံကအဲ့ဒီဒီကအဖွားကြီးသေထားတာကိုကြောက်ပြီးတော့အိမ်မော်တော့မလိုက်ဘူးအောက်မှာပဲမကြီးပြင်းကြီးနာမှာရက်နေတယ်တင်ပါဗျာအဲ့ရက်တော့ရက်နေတဲ့အချိန်လေးမှာနောက်ကခြေတန်းလိုကြားတော့လှည့်ကြည့်တော့မကြီးပင်ကိုဝလုံးကြီးနဲ့ဖြန်းကနေရိုက်တာအဲ့ဒါတော့ကိုမျက်စိနဲ့မြင်ရဘသူကဝလုံးနဲ့ရိုက်ဘသူမှလည်းလူမရှိပဲနဲ့ဝလုံးကြီးရကြီးပဲပြန်လာပြီးတော့ဖြန်းဆိုရိုက်ပြီးပျောက်သွားဝလုံးကြီးရပဲလေထဲမှာရိုက်ပြီးလေထဲမှာရိုက်ပြီးပျောက်သွားတာအဲ့ဒါတော့ကိုမျက်စိနဲ့မြင်လိုက်တယ်လူကမရှိဘူးသူကမရှိဘူးတင်ပါဗျာညနေဝင်ရိုးရီချိန်လေးမှာဖြန်းကနေအတန်လဲကြားတယ်ဝလုံးကြီးလည်းမြင်တယ်ခနေ့တည်းအဲ့ဒီဝလုံးကိုမှတ်မိနေတယ်တင်ပါဗျာအဝါရောင်ဒီထိတ်မှာနှစ်ဖားနဲ့အဲ့ဒီတင်းဝါလို့ခေါ်တဲ့ဝါမျိုးပဲတင်ပါဗျာအဲ့ဒါနဲ့ဖြန်းကနေမကြီးပင်ကြီးရိုက်လိုက်တာလန့်သွားတာပေါ့တင်ပါဗျာအဲ့ဒါတခုတွေ့ဘူးတယ်တင်ပါဗျာအဲ့တော့ကြောက်တာပေါ့လေတင်ပါဗျာသူကလေးဆိုကြောက်ပြီးတော့အဲ့အပင်ကြီးကိုမကြည့်ရတော့တင်ပါဗျာအဲ့ဒါတခုကြုံမှုတယ်တင်ပါဗျာကျန်တာတော့ဟိုခရီးသွားရင်ခုမကြခင်ကခရီးသွားရင်ကြုံတာတခုကတော့ဆယ်မိုင်ကုန်းကိုဘုံပန်းပြုတ်လက်ပရဟိတကျောင်းသွားပြီးတော့တရားဟောတယ်ဆယ်မိုင်ကုန်းကဘယ်နားမှာရှိပါလဲပဲခူးဆယ်မိုင်ကုန်းပဲခူးဆယ်မိုင်တင်ပါပဲခူးဆယ်မိုင်ကုန်းဆိုတော့တင်ပါဗျာအဲ့ဒီပေါ်လှဲကူအလွန်လေးပေါ့တင်ပါဗျာဟို90တော့မဲ့ကသွားလို့ရှိရင်မိနစ်40လောက်မောင်းရတယ်တင်ပါဗျာအတော်ကြီးတဲ့ဖြတ်ပြီးတော့ကြောက်တန်းတာဝါကြောက်တန်းဆိုတဲ့ဘုရားရှိတယ်ကြောက်တန်းဘုရားရှိတယ်တင်ပါဗျာအဲ့နာအနီးမှာသွားတရားဟောတယ်ည9နာရီခွဲလောက်အဲ့ဒီကနေပြန်လာတော့10နာရီလောက်ပေါ့နော်တင်ပါဗျာအဲ့ဒီမှာကလေးမလေးတယောက်မျက်နှာတော့ကောင်းမမြင်အောင်ခါဝန်းတိုးလေးနဲ့ဝတ်ပြီးတော့သူ့ကားနောက်ကနေပြီးတော့ဖုံးတို့ကားစီပြေးလာတာတင်ပါဗျာဟဲ့ဒီချိန်ကြီးဘယ်သူပါလဲလို့ရွာတွေကထွက်ပြေးလာသလားလို့စိတ်ကအဲ့လောက်ပဲဖြစ်တယ်တင်ပါဗျာနောက်တွေးကြည့်လိုက်တော့ရွာမရှိဘူးအဲ့ဒါအတင်းញိုင်းပဲရှိတယ်တင်ပါဗျာအဲ့ဒါတော့မျက်စိနဲ့မြင်ရတာတခါတင်ပါဗျာနော်အဲ့အခုမကြခင်မြင်နေအမြင်ဖေဖော်ဝါရီလတည်းကမြင်တာတင်ပါဗျာအဲ့ဒီမတိုင်ကလွန်ခဲ့တဲ့10နှစ်လောက်ကဒီနေပြည်တော်တော့မတည့်ရသေးဘူးတင်ပါဗျာနေပြည်တော်မတည့်ရခင်အနှစ်20လောက်ဖြစ်နေပြီတင်ပါဗျာလမ်းဟောင်းကပြမနာချက်ကြားဆိုတာသိလားတောင်ကြားကြီးလေကြားတော့ကြားပါဗျာပြမနာချက်ကြားဆိုတာရေစင်းတွေကတော့နဲ့နီးသလားမသိဘူးလမ်းဟောင်းပဲတင်ပါဗျာအဲ့ရဖုံဖုံတို့ကားတစ်စီးတည်းပဲရန်ကုန်ကိုဆင်းလာတာကားသမားနဲ့ဖုံဖုံနဲ့ညောက်ထဲပဲတင်ပါဗျာပထမကုန်းတက်လေးကိုမီးထိုးပြီးတော့တက်လိုက်တဲ့အခါကုန်းထိပ်လေးမှာလမ်းဘေးမှာထိုင်တာကလေးမလေး2ယောက်တင်ပါဗျာနိုင်ကြည့်လိုက်တော့12နာရီကြီးပြီးတော့တော်ကြီးတင်ပါဗျာအဲ့ဒါလူလို့ပဲမြင်ခဲ့တာပဲနော်ဟိုကြောက်တဲ့စိတ်တွေပဲအဲ့ဒါမဖြစ်ပါဘူး तू ကကြတော့ဘလို့အဲ့ကလေးမလေး2ယောက်ကြတော့ဘလို့ဝယ်စားမျိုးဝယ်ထားလဲဗျာရိုးပဲတမန်လူမဝယ်စားလားဗျာတမန်ဝယ်စားပဲတင်ပါဗျာအဲ့သူတို့ကထိုင်းနေဥပမာပါနဲ့တူလို့ဆိုရင်သူ့အမေဖေကအမေလုံးတဲ့ပုဂ္ဂိုလ်ကအဲ့ထဲမှာဟင်းရွက်ခူးလို့သူတို့ထိုင်ဆောင်နေတဲ့ပုံစံမျိုးလေးပဲတင်ပါဗျာအဲ့ဒါလည်းမျက်စိနဲ့မြင်ရတာကိုပြောပြတာတင်ပါဗျာနော်တင်ပါဗျာနောက်မှတွေးကြည့်တာဒီအချိန်ကြီးကဒါလူတော့မဖြစ်နိုင်ဘူးပေါ့နော်ပေါ့ကိုတွေးကြည့်တာတင်ပါဗျာနောက်တစ်ခါနှစ်ချက်ထိုးလောက်ကြတော့ကားရှေ့ဆက်သွားတဲ့အခါမှာအဲ့လမ်းမှာပဲပေါ့ဗျာအဲ့လမ်းပဲပြမနာချကြဟိုဘက်အမျိုးသမီးတယောက်ခပ်ပိတ်မေးအသက်20လောက်ပဲရှိသေးတယ်ကလေးမလေးတနခါးတွေဖုံးနေအောင်လိန်ထားတင်ပါဗျာလိမ့်ပြီးတော့ဖုံးတို့ကားမီထိုးတဲ့အောက်မှာသူကားမီထိုးသွားတာဆိုတော့သူကလမ်းမေးသူကလည်းသူလမ်းသူရှောင်းအဲ့ဒါမြင်ခဲ့တယ်မြင်လိုက်တော့အချိန်နိုင်ကြည့်လိုက်တော့နှစ်ချက်ထိုးပဲရှိသေးတယ်တင်ပါဗျာဖုံးစိတ်ထဲမှာဘလို့ထင်တော့ဆိုဟာတို့ရွာနာရောက်ပြီထင်တယ်ရွာလူတွေအစိုးရထားကြတာနှစ်ချက်ထိုးပဲရှိသေးတယ်ဘယ်သွားတာပါလဲလို့အောင်မယ်တင်ပါဗျာကားနိုင်ဝဲမောင်းနေထအောင်ဘာမှမတွေ့ရအောင်တော်ကြီးပဲရှိတယ်တင်ပါဗျာနောက်မှပြန်စဉ်းစားကြည့်တော့တင်ပါဗျာအဲ့ဒါမျိုးလေးတော့တွေ့ဘူးတယ်တင်ပါဗျာနောက်တစ်ခါဟိုတယ်မှာနေပြီးတော့ဟိုတယ်မှာတဲရင်ကနေပြီးတော့တင်ပါဗျာညတရင်းတို့တော့မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါမှာအခန်းထဲမှာလူသွားတာကိုတွေ့လိုက်တကယ်တော့ဘယ်သူမှတော့မရှိဘူးအဲ့ချင်းလူရိပ်ပေါ့သွားနေမြင်ရတယ်ခေါင်းကိုမြင်နေရထင်းထင်းရှားရှားမြင်ရထင်းထင်းရှားရှားမြင်နေရ
အမောင်တွေကမြင်ရတယ်အလင်းကလည်းရှိနေတာကိုဘေးကမီးတွေထွန်းထားတာဆိုဟိုလိုအလင်းကြီးတော့မဟုတ်ဘူးအမောင်ထဲမှာမြင်နိုင်တဲ့အလင်းလေးပေါ့နော်အဲ့ဒါတခါမြင်ရတယ်ဒီပြင်တော့မတွေ့ဘူးအောင်ဘုံဘုံ ဒီမှာ